ဖြစ်ပြီကွာဒီလိုနေရာတွေလည်းကြားပါဘာလို့တောက်လာလဲဘယ်လိုဒီတိုင်းပဲလုပ်ရမလဲဘာမလုပ်ပါဘူးဘယ်တော့လဲဘယ်လိုဒီတိုင်း啊，没有我的，拿开。你要那个细的你就别想，这个是在红道。我老不修，我他妈的太了我，我有人到一下，对，狗皮来到一下，然后等于这家里的丢了，啊，所以这家就是你，我比较，这家里个人等于罗车把家里把里洗的，丢掉了。OK，အဲ့လိုကျွန်တော်တရေရရှိနဲ့ထောက်ရရှိခေါ်လိုက်မယ်။ကောင်းတယ်ခေါ်လိုက် OK အဲ့ဒါကိုပြည့်လို့သွားတာပေါ့နော်။ရှင်းပြီးတော့အေးညီလေးထိန်လေးခဏလေးလာပါကွာနေကြပါဆရာ။လာထိုင်။ဟုတ်ဒီဒါလက်ချုပ်စင်းနေပေါင်ချရဲ့ဘာပေါင်ချနေလဲအတုံးစင်းနေလားအကျွေးစင်းနေဟိုကအတုံးစင်းနေရှေ့တန်းကနေတုံးစင်းရောနောက်တန်းတုံးစင်းရောကျွန်တော်တို့လက်စင်စိုက်ခဲ့တုံးစင်းကြီးဘယ်လောက်ရှိလဲအကုန်လုံးဟိုပြရအောင်မဲ့စင်းရင်ပေါ့လေပြရအောင်မဲ့စင်းကကျွန်တော်တို့ရှေ့နဲ့နောက်နဲ့ပေါင်းသိရကြော်တော့ရှိဒါကြော်ရှိဟုတ်ကဲ့အကျွေးအေးရေးဌာနရောတကယ်လောက်ပါအောင်တင်ပြပါအောင်ရှင်းလို့ကြတာပေါ့ဆရာကြီးဒီမှာကျွန်တော်တို့ကတော့ဒီမှာဟိုရှိလာ30ပြောဒီမှာဟိုလို့တယ်ဒီမှာဌာနမှာဒီမှာကွန်ပျူတာအဆင်မပြေတော့ဘူးဆရာကြီးကွန်ပျူတာကဒီမှာကြောင်နေကွန်ပျူတာတစ်ခုနောက်ပြီးတော့ဒီမှာစေး30တွေရောဗာရောနှောက်ကွင်းနော်ရှိရစေး30တွေရောအဲ့ဒီဟာတွေရှိတယ်ဟိုစီးတွေကလည်းကုန်နေပြီဆိုတော့တခြားဟိုဥစားတွေရောဒီမှာကွာဒီမှာဒီကောင်ရှိမယ်အစာရှိမယ် COP ရှိမယ်နော်အဆယ်ရှိမယ်ဒီမှာဟိုထောက်ဖို့ရှိမယ်ဒီမှာပေါ့နော်ဒီပါတာရှိအဲ့ဒါကြောင့်အများကြီးကျွန်တော်တင်ပြရမှာလေနော်ဆရာဟုတ်ကဲ့ဟုတ်ကိုရပါရှိတယ်ကျွန်တော်ဘာမှမရှိတင်ပြလို့ဆရာအဲ့ဒါဆိုကျွန်တော်တို့ဆက်လုပ်ခွင့်ဆက်လုပ်အဲ့ကျွန်တော်တို့ခွင့်ပြုပါအောင်ဆရာဟုတ်ကဲဒွေမှုပို့စားရေးရှင်နေရတော့ကြားတဲ့အတိုင်းပဲကျွန်တော်ဘယ်လိုလုပ်ကြထွက်ပြေးကြရင်ကောင်းတယ်တူတယ်အဲ့လိုဖြစ်နေတယ်ကျွန်တော်ကဒီလိုစဉ်းစားမိတယ်ကျွန်တော်တို့ဟိုဒီကိစ္စနဲ့ပတ်သက် project လေးတစ်ခုတော့လုပ်လိုက်ပါဟာငကိုထဲမှာကျွန်တော်တို့တိတ်သဘောမရတဲ့လူတွေလည်းရှိမှာပေါ့လူခံစားရတယ်ပြောရတယ်ကြားတယ်ဗျာဒုက္ခပါပုံးလေးတဲ့ဟိုရှိတယ်လေကျွန်တော်တို့မေတ္တာရှိတဲ့ပြည်သူတွေရှိတယ်သူတို့နဲ့ကျွန်တော်ကရက်တည်နေရတာဆိုတော့ဟိုကူရမှာပဲဒီဆရာဟုတ်တယ်ဒါလည်းကောင်းပါတယ်ကျွန်တော်တို့ဒီဒေါ်လာရေးကာလနှစ်ကျော်9နှစ်မှာလည်းဒါပြည်သူလူထုကပါဝင်ကူညီလို့ဒါကျွန်တော်တို့ရက်တည်ပြီးလုပ်နေတာလေဟုတ်တယ်အဲ့ဒီမှာမှပြည်သူတွေလည်းပြင်ပန်းနေပြီးဒါခက်ခဲနေပြီဆိုတော့ကျွန်တော်တို့လည်းသိဒါပေမဲ့ကူနိုင်အောင်မဲ့လူတွေပြည်သူလူထုပေါ့နော်နောက်ဒီကျွန်တော်တို့ပုံမှာမေတ္တာရှိနေတယ်ဒီနေ့ဒီလိုပေါ့မေတ္တာသိက္ခာဆိုတဲ့ project တွေတခုလုပ်ရင်တော့ထောက်ကူဖြစ်မှာပေါ့ဗျာတော်အသင့်တော့ဖြစ်ရှင်းလို့ရမယ်လို့ဆိုတော့ဟုတ်တယ်ဗျာအဲ့လိုလေးပဲကျွန်တော်တို့လုပ်ကြပါမယ်ဟုတ်ကဲ့အော်ကျွန်တော်အဲ့လိုပဲလုပ်လိုက်ကြတာပေါ့ဟုတ်ကဲ့ဒီရက်ပိုင်းမှာကျွန်တော်အဲ့ဒီမေတ္တာရိပ်က project လေး2လလောက်လုပ်လိုက်မယ်ဗျာအဆင်ပြေလားပြည်တယ်ဗျာပြည်တယ်ဟုတ်အဲ့ဒါအကုန်လုံးလေးပြည်တယ်သွားပါလိမ့်ဟုတ်အောင်ပါစေငွေခရုနဲ့လေတပြေနုခဲ့ဝေရွှေကြလောင်းလို့ကောင်းစုပန်းချွေကဘာမြေအမိပြုတဲ့လူလူအလုံးချမ်းသာချမ်းသာစေအောင်ပါစေငွေခရုနဲ့လေတပြေနုခဲ့ဝေရွှေကြလောင်းလို့ကောင်းစုပန်းချွေကဘာမြေအမိပြုတဲ့လူလူအလုံးချမ်းသာချမ်းသာစေမြန်မာနိုင်ငံတော်ဝဲမြစ်တစ်ထဲကုန်တယ်လေလိုက်ရှင်းလဲလမဆင်းရဲတာမကြ